ခရီးယန်ဘာသာထဲမှာလည်းယုံကြည်ရင်ချမ်းသာမယ်ဆိုတဲ့အတွေးခေါ်တစ်ခုကတော်တော်လေးကြဲကြဲပြန့်ပြန့်ရှိနေပါတယ်။ဒါကတောစားကြီးတဲ့လောက်တစ်ဖက်မှာလည်းအငင်းပွားစရာတွေအများကြီးဖြစ်နေတဲ့ယူဝါဒတစ်ခုပါ။ကဲဒီနေ့မှာတော့အရင်းမြစ်ဒီကဒီအကြောင်းကိုဘလို့ရှုမြင်သုံးသပ်ထားလဲဆိုတာကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်ပါ။အဲ့တော့ဒီယူဝါဒကိုကျမ်းမာချမ်းသာနှုတ်ကပတ်တော်ဆိုပြီးခေါ်ကြတယ်။သူရဲ့အဓိကခံပေါ့နော်။အဓိကအနစ်ချုပ်ကတော့အရန်ရှင်းတယ်။ယုံကြည်မှုခိုင်မာရင်ခိုင်မာတဲ့လောက်ဖျားသခင်ကချမ်းမာရည်ဒီပစ္စည်းဥစ္စာတွေငွေကြေးသနာတွေပို့ပြီးတယ်ဆိုတဲ့အချက်ပါပဲ။တော်တော်လေးတော့စိတ်ဝင်စားစရာကောင်းတယ်အကတိစကားတွေကိုလို့ပြောလို့ရတာပေါ့။ဟုတ်ပြီဒီနေ့မှာတော့ဒီ EU ဝါဒနာပတ်သက်တဲ့အဓိကမေးခွန်းတွေကိုဖြေရှားသွားကြမှာပါ။ဒါကတကယ်တော့ပါလဲ။ကျန်းစာနဲ့ရောထထတီးကြရလား။သူ့မှာဘယ်လိုမျိုးအန်ဒီရယ်ရှိလာနိုင်မလဲ။ပြီးတော့အနောက်ဆုံးအနေနဲ့ကျန်းစာကတော့တကယ်ဘယ်လိုလမ်းကိုညွှန်ပြထားတယ်လဲဆိုတာတွေကိုတစ်ခုချင်းစီကြည့်သွားကြပါမယ်။ကဲပထမဆုံးအပိုင်းအနေနဲ့ဒီအယူဝါဒနဲ့ပတ်သက်ပြီးအရေးမြတ်တွေကထောက်ပြတဲ့အဓိကပြဿနာကိုကြည့်အောင်။အဲ့ဒါကတော့တမန်ကျမ်းစာရဲ့အခြေခံတုံ့တင်ချက်တွေနဲ့တိုက်ရိုက်ကိုကွဲလွဲနေတယ်ဆိုတဲ့အချက်ပါပဲ။ဒီယူဝါဒကပေးနေတဲ့အဓိကဂတိကဘာလဲဆိုတော့ဘုရားသခင်ကသူ့ကိုယုံကြည်တဲ့သူတိုင်းကိုချမ်းသာစေခြင်းနဲ့ဆိုတာပါပဲ။တနည်းအားဖြင့်လောကမှာပိုင်ဆိုင်မှုတွေများပြားတာဟာဖះရဲ့ကောင်းချီးကိုရထားတဲ့ဆိုတဲ့တည်တည်ပြချက်တစ်ခုလိုမျိုးသူတို့ကဆိုကြပါတယ်။ဒါမှမဟုတ်လေကျန်းစာကိုတကယ်ပြန်လည်ကြည့်လိုက်တော့အထူးသဖြင့်မတက်ခရမစင်လုံမအပြောင်းပြန်မြင်ကိုတွေ့ရတယ်။အတိအကျကိုပြောထားတာကမြေကြီးပေါ်မှာကော့တရပနာလေးမစုကြနဲ့ကောင်းကင်ပေါ်မှာတာစုကြလို့တဲ့။ဆိုတော့ဒါကတော်လေးရှင်းရှင်းလေးမနော်။အတိကလောကမှာပိုင်ဆိုင်မှုရမဟုတ်ဘူး။ဝိညာဉ်ပိုင်ဆိုင်ရာကျွဲပေါ်မှုကဒါပိုအရေးကြီးတယ်လို့ပြောနေတာပဲဖြစ်ပါတယ်။နောက်တဲ့သူတို့ပြောပဲအေးခိတဲ့အချက်တစ်ခုကတော့ယုံကြည်ခြင်းဟာဒိုင်းတစ်ခုလိုပဲလေခိုင်မာတဲ့ယုံကြည်ရင်းသာရှိမယ်ဆိုရင်ဘဝမှာကြုံရတဲ့ဆင်းရဲဒုက္ခတွေအခက်အခဲတွေအားလုံးနဲ့အကာအကွယ်ပေးတယ်လို့ဒီယူဝါဒကသင်ပေးပါတယ်။ဒါပဲကျမ်းစာတော့ဒီအချက်ကိုလည်းလက်မခံပြန်ဘူး။ရှင်ယောဟန်ခရစ်ဝင်မှာတင်းတို့ဟာလောကမှာဆင်းရဲဒုက္ခကိုခံကြလိမ့်မယ်လို့တိတိကျကျကိုဖော်ပြထားတာပါ။ဆိုလိုချင်တာကဒုက္ခဆိုတာကရှောင်လို့မရတဲ့ဘဝရဲ့အစိတ်ပိုင်းတစ်ခုပဲ။ယုံကြည်ခြင်းကအကာအကွယ်ပေးမှာမဟုတ်ဘူး။အဲ့ဒီဒုက္ခတွေကိုကျော်လွှားနိုင်ဖို့ခွန်အားပေးမှာပါလို့ပြောနေတယ်လို့ပါပဲဒီအယူဝါဒဘလို့စခဲ့တယ်လဲဆိုတာခဏလောက်ကြည့်အောင်1990ခုနှစ်လောက်မှာ Oral Roberts ကနေစတင်ခဲ့ပြီးတော့နောက်ပိုင်းမှာ Joel Austin တို့လိုကဘာကျော်ဟောပြောသူတွေကနေတဆင့်တကဘာလုံးကိုပြန့်လန်းသွားခဲ့တာပါအခုဆိုရင်မြန်မာနိုင်ငံမှာလည်း David La ဇော်လင်းအောင်တို့လိုဆရာတွေကဒီလိုနေသားမျိုးကိုဟောပြောနေကြတာကိုတွေ့နေရပါတယ်ကျန်းစာနဲ့မကိုက်ညီတာတခုတည်းမဟုတ်သေးပါဘူးအရင်မြစ်တွေကဒီယူဝါဒဟာလက်တွေ့ဘဝမှာပါအန်တရယ်ရှိတဲ့ဆိုးကျိုးတွေဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ကဲအဲ့ဒါတွေကဘာတွေလဲဆိုတာကြည့်လိုက်ရအောင်။အရင်မြစ်မှာအဓိကအန်နယ်လေးချက်ကိုဖော်ပြထားတဲ့ပထမဆုံးကဒုက္ခတစ်ခုရောက်လာတဲ့အခါမှာဟာငါယုံကြည်ခြင်းမကောင်းလို့ပဲဆိုပြီးကိုအပိတင်စိတ်တွေဝင်လာစေတယ်။ဒါကယုံကြည်ခြင်းကိုအားပေးရတဲ့တခြားစီပဲအားနေစေတာပေါ့။ဒုတိယအချက်ကငွေရေးကြီးရဲ့နဲ့ဆိုင်တယ်တချို့ခေါင်းဆောင်တွေကကိုပိုင်ချမ်းသာဖို့အတွက်ဒီ URL ကိုအသုံးချပြီးအလူငွေအများကြီးတောင်းတကြတယ်လို့ဆိုပါတယ်။တတိယချက်ကတော့ဖျားသခင်ကိုအယောင်းအဝယ်လုပ်လို့ရတယ်သူကိုလိုချင်တာပေးတဲ့ဆက်ပစ္စည်းတစ်ခုလိုမျိုးပုံဖော်လိုက်တာပါပဲ။နောက်ဆုံးအချက်ကတော့တော်တော်လေးပြင်းထန်တယ်။ဒါဟာဝိညာဉ်ရေးကလက်စားမှုတစ်ခုဖြစ်ပြီးလောကီအာဏာကိုမလုံးပေးတဲ့လက်ဖျားမှုနဲ့ဆင်းသက်လာတယ်လို့အရင်မြစ်ကပြင်းထန်ကိုဝေဖန်ထားပါတယ်။ဒီအချက်ကတကယ်ကိုပြင်းထန်တဲ့ဆွဆွဲချက်တစ်ခုပါ။အရင်အမြက်ကဒီ URL ကိုမတဲခရစ်ဝင်မှာပါတဲ့ကျမ်းပိုက်တစ်ခုနဲ့တိုက်ရိုက်နိုင်ရင်ထားတယ်။အဲ့ဒီမှာစာတန်ကယေရှုကိုလောကစီစဉ်တဲ့အလုံးပေးမယ်သူကိုယ်တာကိုးကွယ်ပါဆိုပြီးစွန့်စမ်းခဲ့တဲ့အဖြစ်ပဲလေ။ဆိုလိုတာကဒီအယူဝါဒရဲ့အရင်ခန်းဟာအဲ့ဒီလိုလှည့်စားမှုမျိုးကနေလာတယ်လို့ဝေဖန်နေတာပါ။ကောင်းပြီ။ဒါဆိုရင်ချမ်းသာမှုကိုအလေးမပေးဘူးဆိုရင်ကျမ်းစာကတော့ဘယ်လိုကောင်းကြီးမင်္ဂလာမျိုးကိုလမ်းညွှန်ထားတယ်လဲ။အရင်မြေမှာပေါ်ပြထားတဲ့မှန်ကန်တဲ့အမြင်ကိုစစ်ပြီးလေ့လာကြည့်ကြရအောင်။အရင်မြတ်အရာစစ်မှန်တဲ့ကောင်းကြီးမင်္ဂလာဆိုတာပိုက်ဆံတွေတစ္စည်းဥစ္စာတွေကိုဆိုလိုတာမဟုတ်ပါဘူး။အဲ့ဒီအစဖျားသခင်နဲ့ငြိမ်သက်ခြင်းရရှိရတို့ထာဝရအသက်ဆိုလဲကြီးမားတဲ့မျောလင့်ချက်ကိုပိုင်ဆိုင်တာတို့လိုမျိုးကင်တွယ်လို့မရတဲ့ဝိညာဉ်ရေးရာကျွယ်ဝမှုကိုဆိုလိုတာပါ။ဒီယူဝါဒနှစ်ခုပဲလောင်းတောင်ကွာခြားတဲ့စာကိုဒီဇာကွက်လေးကရှင်းရှင်းလင်းလင်းကိုပြထားပါတယ်။ဥပမာဖျားရဲ့ဂတိတော်ကိုကြည့်လိုက်။တစ်ခါကလောကစီစဉ်လို့ဆိုနေချိန်မှာကျန်းစာမြင်ကဝိညာဉ်ရေးရာပြည့်ဝမှုကိုအဓိကထားတယ်။စင်ရတစ်ခါကြုံလာတဲ့အခါမှာတော့တခါကယုံကြည်ခြင်းအားနည်းလို့ပြောပြမယ်ကျန်းစာကတော့ဒါဟာယုံကြည်ခြင်းခရီးရဲ့တဘာဝအပိုင်အဖို့တွေတစ်ခုပဲလို့သတ်မှတ်တယ်။နောက်ဆုံးအာယုံဆက်တဲ့ချက်ကိုကြည့်ရင်လည်းကိုကျိုးစည်းဝါးနဲ့ဖျားဘုံတော်ဆိုပြီးလုံးဝကိုကွဲပြားနေရတွေ့ရမှာပါ
ကျန်းစာရဲ့အမြင်ကိုလူကာခရစ်ဝင်မှာပါတဲ့ဒီစကားကပို့ပြီးတော့ရှင်းသွားစေပါတယ်။နေတိုင်းမိမိလက်ဝါးကတ်တိုင်ကိုထိုင်းပြီးငါးနောက်ကိုလိုက်ရမယ်တဲ့။ဒါဟာကိုကျိုးစီးပွားကိုရှာဖွေတာနဲ့လုံးဝဆန့်ကျင်ဘက်ပဲ။စွန့်လွတ်အနစ်နာခံခြင်းကိုအလေးပေးတဲ့သွန်သင်မှုပဲဖြစ်ပါတယ် ကဲဒီလိုကွဲပြားတဲ့တွန်တင်ချက်တွေကြားထဲမှာလူတယောက်အနေနဲ့ဘယ်လိုပိုင်းခြားသုံးသပ်နိုင်မလဲအရင်မြင့်မှာပေးထားတဲ့လက်တွေ့ကြတဲ့အကြံပြုချက်တချို့ကိုကြည့်လိုက်ရအောင် အကြံပြုချက်ကအဆင့်၃ဆင့်ရှိပါတယ်ပထမဆုံးကကျန်းစာကိုအခန်းငယ်တစ်ခုတည်းဆွဲမထုတ်ပဲအချောင်းအရာတစ်ခုလုံးကိုခြုံငွင်ပြီးနားလည်အောင်စူးစမ်းဖို့ပါဒါမှအတိတ်ပဲကိုအလွဲမကောက်မိမှာပေါ့ဒုတိယအချက်ကစစ်မှန်တဲ့ယုံကြည်ခြင်းဆိုတာပါလဲဆိုတာကိုနားလည်ဖို့ပါယုံကြည်ခြင်းဆိုတာကိုလိုချင်တာရဖို့ကိရိယာတစ်ခုမဟုတ်ပဲအခြေအနေအလုံးမှာဖျားကိုယုံကြည်ကိုးစားလာဖြစ်တယ်ဆိုတာကိုအတိအမှတ်ပြုဖို့ပါနောက်ဆုံးအဆင့်ကတော့အရာရာဖြစ်တဲ့လောကီစီစဉ်တဲ့ထက်ထာဝရတည်ရမယ့်ကောင်းချီးမင်္ဂလာကိုပို့ပြီးမျှော်လင့်ဖို့ပဲဖြစ်ပါတယ် ကိုတိုင်လေးလာခြင်းကဘလောက်အရေးကြီးလဲဆိုတာကိုဒီကျမ်းပွဲကကောင်းကောင်းသက်သေပြနေပါတယ်ဘေရီမျိုးသားတွေဟာနေတိုင်းကျမ်းစာကိုစစ်ဆေးပြီးဟောပြောတဲ့စကားကမမမှန်ကြည့်ရှုကြတယ်တဲ့ဆိုလိုတာကသူများပြောတာကိုနားထောင်ယုံတတ်တတ်မဟုတ်ပဲကိုတိုင်စူးစမ်းလေ့လာဖို့တိုက်တွန်းထားတာပါ ဒီကုန်းချုပ်အနေနဲ့ပြောရရင်တော့ဒီအရင်မြဲတဲ့အဓိကကောက်ချက်ကကျမ်းမာချမ်းသာနှုတ်ကပတ်တော်ဆိုတာဟာတမန်ကျမ်းစာရဲ့အခြေခံမူတွေနဲ့မကိုက်ညီတဲ့အပြင်ယုံကြည်သူတွေအတွက်ဝိညာဉ်ရေးရအန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာပါပဲဒီတင်ဆက်မှုကကျွန်တော်တို့ကိုတော်တော်လေးအရေးကြီးတဲ့မြေခွန်းတစ်ခုနဲ့ခြံထားခဲ့ပါတယ်အဲ့ဒါကတော့ယုံကြည်ခြင်းဆိုတာလောကအောင်မြင်မှုတွေရဖို့အတွက်နီးလန်းတစ်ခုလားဒါမှမဟုတ်ယုံကြည်ခြင်းကိုယ်တိုင်ကပဲပန်းတိုင်တစ်ခုဖြစ်နေသလားဆိုတာပါပဲ